လက်ဝှေ့ပွဲလဲကြီးကျင်တဲ့ကောင်မလေးချောချောလေးကိုလည်းမြင်ကျင်တဲ့ဆိုတဲ့လက်ဝှေ့အားကစားချစ်ပရိသတ်တွေအတွက်မဖြစ်မနေစောင့်ကြည့်ရမယ်ဖိလစ်ပိုင်နိုင်ငံသူလေးဘိုမိုကာအိုမင်္ဂလာပါ My Sport ပရိသတ်ကြီးတို့ရေဒီတစ်ခေါက်မှာတော့လက်ဝှေ့ဝါသနာရှင်ကြီးကိုတွေအတွက်လက်ဝှေ့ပွဲလဲကြည့်ရမယ်ကောင်မလေးချောချောလေးကိုလည်းကြည့်ရမယ်ဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲလက်ဝှေ့ပွဲတွေမှာကျမ်းမဲ့ရမ်းမဲ့ဆိုတဲ့ဖိုက်တာကြီးတွေကိုပဲအမြဲကြည့်နေရတော့တခါတလေအလှည့်ပြောင်းလေးဖြစ်သွားအောင်ကောင်မလေးချောချောလေးကိုလည်းကြည့်ရမယ်လက်ဝှေ့ပွဲကောင်းကောင်းလေးကိုလည်းကြည့်ရခြင်းနဲ့ဆိုရင်အခုကျွန်တော်ပြောပြမယ်ဖိလစ်ပိုင်သူလေးအစ္စလေးအီကာဘိုမိုကာအိုဆိုတဲ့ကောင်မလေးပွဲကိုစောင့်ကြည့်ဖို့မဖြစ်မနေလိုအပ်ပါတယ်ဟုတ်ပါတယ်အသက်24နှစ်အရွယ်အရက်အမောင်းအဖြစ်9ပေရှိတဲ့ဖိလစ်ပိုင်နိုင်ငံသူလေးဘိုမိုကာအိုဟာ1 Championship ပြိုင်ပွဲမှာ2ပွဲရှင်ပြိုင်ကစားထားရမှာ2ပွဲစလုံးကိုအနိုင်ရရှိထားခဲ့ပါတယ်။သူအနိုင်ရရှိခဲ့တဲ့သူတွေကတော့ China သူဝမ်လောင်းရှုနဲ့ဂျပန်နိုင်ငံသူဖူးတို့ပဲဖြစ်ပါတယ်။လှပကြော်ရှင်ပြီးတော့ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့မလိုက်အောင်သူမဟာလက်ဝှေ့ကြိုးဝိုင်းအတွင်းမှာတော့သူမရဲ့ပြိုင်ဘက်တွေကိုမညာမတာရှင်ပြိုင်ထိုးသက်အနိုင်ယူတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ရုပ်ကလေးချောတဲ့လောက်အသေးကတော့မနုဘူးလို့ပြောရမှာဖြစ်ပါတယ်။အခုချိန်မှာသူမဟာတင်ဘက်စစ်ကိုကိုစားပြုပြီး1 Championship မှာဝင်ရောက်ရှင်ပြိုင်နေတာဖြစ်ပြီးသူမရဲ့ပွဲတွေကိုကျွန်တော်တို့ပရိသတ်တွေအနေနဲ့1 Championship မှာမကြာခဏကြည့်ရဖို့ရှိပါတယ်။